ဒီနေ့ကတော့ပုပ်ပွားတောင်မိုင်းနဲ့တော်တော်နီးတဲ့ဆယ်ရွာဘက်ကိုသွားကြပါမယ်ကျွန်မမနစ်က4လပိုင်းကသွားခဲ့တာဆိုတော့တကူလာရဲ့အမှတ်သားဖြစ်တဲ့ဘရောက်ပန်းလေးကလည်းမပါမဖြစ်ပေါ့နော်မနက်ထက်ကဘရောက်ပန်းလေးရထားပါတယ်ကျွန်မကတနခါနန်းတို့နဲ့တပြူနန်းတို့ဘရောက်ပန်းနန်းတို့တော်တော်ကြိုက်ပါတယ်ဒါတွေကလုံးဝနည်းနည်း unique ဖြစ်တယ်ပေါ့နော်တခြားစီမှာခြားနိုင်ငံတွေသွားရင်မရနိုင်မဲနဲ့လုံးဝဒါမြန်မာအနံ့ကွာအဲ့လိုမျိုးခုကတော့ကျွန်မတို့ဆယ်ရွာဘက်ကိုသွားနေပါပြီဒီနေ့ကရာသီဥတုတော်တော်သားရပြီးတော့တိမ်လေးလည်းအရန်လှပါတယ်ကြောက်ပြောင်းမျိုးပေါ်ကနေဘယ်ရွာတော့သွားဘေဘီဝဲရမှာတောင်ကုန်းတောင်တန်းလေးနဲ့ဟိုးအဝေးကိုလှမ်းကြည့်လိုက်လို့ရှိရင်လည်းပုပ်ပွားတောင်မကြီးကိုအခုလိုပြညွန့်နေအောင်လှမ်းမြင်ရတတ်ပါတယ်ရှင်။နှွေရသည်ဆိုတော့စိတ်ပန်းကြီးလေးလည်းပွင့်နေပါတယ်။ကျမတို့လက်ပံပြားဘက်ကိုလည်းဖြတ်သွားရတယ်ပေါ့နော်။ဒါကတော့အားလုံးသိကြတဲ့လက်ပံပြားကြက်ကြော်ပါ။ကြော်ရောင်းရောက်နေပြီဆိုမှတော့လက်ပံပြားကြက်ကြော်ဆောက်စားကြည့်တယ်ပါတယ်ရှင်။ခုကတော့ကျမတို့ရွာထဲသွားတဲ့လမ်းလေးကိုဝင်နေပြီဆိုတော့ကတ္တရာလမ်းတော့မရှိတော့ပါဘူးရှင်ပုပ္ပတောင်မိုင်းနာရွာရဲ့ထူးခြားချက်ကပုပ္ပတောင်မိုင်းနဲ့နီးလာလေးကြောက်တုံးအကြီးတွေရှိတာပါကျမငယ်ငယ်တော့ပုပ္ပတောင်မိုင်းရဲ့အနောက်ဘက်ကရွာတွေရောက်ခဲ့ပြီးတယ်ပေါ့နော်အမှလည်းကျမဒီတစ်ခါမြင်ခဲ့ရတယ်လို့ကြောက်တုံးအကြီးတွေရှိပါတယ်ကျမအထင်တော့ဒီတောင်ရဲ့ပတ်လေရွာတွေမှာအဲ့လိုကြောက်တုံးအကြီးတွေရှိကြမယ်လို့ထင်ပါတယ်ဒါတော့ကျမတို့သွားရင်းနဲ့လို့တောင်ကုန်းလိုနေရာတစ်ခုတက်ရတယ်အဲ့ဒါရဲ့အောက်လေးရောက်လေကိုဒီလိုမျိုးတောင်ကြချောင်းလိုလေးရှိနေရပါဒီတောင်ကြချောင်းလေးနားမှာအနီးနားရွာအန်ဒီတွေအဝတ်လာလျှော်နေရတယ်တွေ့ခဲ့ပါတယ်ကျမတို့ဆင်းပြီးတော့ဝတ်ဒီပါလျှော်ခြင်းဝါးတယ်ဒီနေရာလေးကတော့ကျမရဲ့ဒီခရီးစဉ်တစ်လျှောက်မှာအကြိုက်ဆုံးနေရာလေးပါရှင်ခဏလောက်ကြည့်ပြီးတော့ကျမတို့လည်းခရီးဖွင့်မှဆိုတာနဲ့ဆက်ထွက်လာခဲ့ပါတယ်ရွာလမ်းကတော်တော်ခေါင်ပြီးတော့လူသူရောက်ပေါက်တော့နေပါတယ်လမ်းမှာဖြတ်သွားဖြတ်လာကားရီတောင်မှတွေ့ခဲ့ရတော်တော်ရှားပါတယ်ရှင်အခုမြင်နေရတော့ပုပ်ပွားတောင်အနီးတစ်ဝိုက်မှာတွေ့ရတဲ့ကြောက်တုံးကြီးတွေပါအဲ့တုန်းကလေမီးတောင်ပေါက်ကွဲတုန်းကများဒီကြောက်တုံးကြီးတွေကအဲ့တောင်ပေါ်ကနေလွင့်စင်လာခဲ့လာတော့မသိပါဘူးပုပ်ပွားတောင်ရဲ့ဒီပုပ်ပွားတောင်မကြီးရဲ့ပတ်ချာလင်းမှာပေါ့နော်ဒီလိုကြောက်တုံးကြီးတွေကိုအမြဲတွေ့ရပါတယ်ဒါမျိုးကြောက်တုံးကြီးကပုပ်ပွားမျိုးပေါ်ကိုသွားတော့အဲ့လိုတရုံးစားနဲ့တုံးစားအဲ့လိုမျိုးတော့တွေ့ခဲ့ရပါမယ်ဒီအနီးနားရွာတွေမှာဆိုရင်တော့ဒီလိုမျိုးပေါ်ပေါ်များများပို့ရှိပါတယ်ရှင်လမ်းအခုလိုမျိုးလမ်းတိုင်းနေရာကြီးလည်းရှိသလိုလမ်းကျန်းတဲ့နေရာကြီးလည်းရှိပါတယ်ကျမတို့သွားရင်နဲ့ပုပ်ပွားတောင်မကြီးနဲ့တော့တော်တော်လေးကိုနီးလာပါပြီရှင်လမ်းမြင့်နေရတဲ့တောင်ကြီးကိုလှမ်းကြည့်ရင်းနဲ့ကျမမှလမ်းလျှောက်ပြီးတော့တောင်တက်ချင်စိတ်တွေတဖွာဖွာပေါ့နော်ကျမရဲ့အိမ်မက်ကလေးတနေ့မှအဲ့လိုတော်ရင်းခရီးကျန်းနေရေရဲတောင်ခရီးတွေအဲ့လိုမီးတောင်ချော်ရီအပြာမရှိရဲ့ဘက်တီအဲ့လိုနေရာတွေကိုသွားနိုင်ဖို့ပါကျမရဲ့စိတ်ကူးတွေကအခုချိန်မှာတွေးကြည့်ရင်တော့လက်တွေ့ဆန်မနေပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမအိမ်ရှိနဲ့အိမ်နောက်ကိုတော့အမေကိုပြောပြီးမှသွားရတာမျိုးပါဒါမဲ့လည်းကျမကတော့လူငယ်တယောက်နဲ့သူ့ရဲ့အခုချိန်မှာမဖြစ်နိုင်တော့သေးဘူးလို့ထင်ရတဲ့အိမ်မက်တီကအလိုက်ဖတ်ဆုံးဝဲလို့ခံယူထားတာမို့လို့ကျမဖြစ်ရှင်နိုင်ရဲ့အကုန်လုံးရေးရဲတင်းတင်းစိတ်ကူးရင်လေးရှိပါတယ်ကျမအရန်ဖြစ်ရှင်တဲ့ဟိုင်ဆိုလို့ရှိရင်ခက်တီနဲ့တူတူလေးဆဲမှာကောက်ရေးထားလိုက်ပါတယ်ရှင်ဒီဗီဒီယိုကိုကြည့်နေတဲ့အထက်မှာကျမအရွယ်လူငယ်ပါမယ်ဆိုလို့ရှိရင်တော့ကျမအိမ်မက်တွေရေးရဲတင်းတင်းမှတ်ဖို့ဒီနေရာကနေအားပေးချင်ပါတယ်ရှင်ပုပ်ပွားတောင်မိုင်းနဲ့နီးလာလေးရှုပင်းနေရပိုးလာလေးပေါ့နော်ပုပ်ပွားတောင်မိုင်းကြီးပေါ်မှာကြာနေတဲ့တိမ်ရဲ့ရိတ်တွေကိုတော့လှမ်းမြင်နေရပါတယ်ရှင်ဒါကတော့ဆယ်ရွာသွားတဲ့လမ်းရှုခင်းနေပါဆယ်ရွာမှာတော့ကျမတို့ဗီဒီယိုလေးတွေမရိုက်ခင်ပြီလို့ဆယ်ရွာကတော့မပါပါဘူးရှင်ဆယ်ရွာကနေအပြန်ကြတော့ကျမတို့ပိုတဲရွာဘက်ကိုဝင်ပါတယ်လူကြီးတွေကအတိနဲ့စကားပြောနေတော့ကျမကတော့ခြံထဲမှာရှောက်ကြည့်ပါတယ်ဝိုင်းထဲမှာဟိုပတ်ကြည့်လိုက်ဒီပတ်ကြည့်လိုက်အရေးကောင်းတဲ့မကြီးပင်တွေ့ရင်လည်းခဏလောက်ထိုင်လိုက်နေပါမကြီးပင်နေရတော့အတန်းလိုက်ပေါက်လေးလှလေးပါပဲရှင်မကြီးရွက်နှုချိန်ဆိုအယောင်လေးကပူအောင်လှပါသေးတယ်ခြံထဲကနွားတွေကိုနှုတ်ဆက်ရင်းနဲ့နွားတင်းကုတ်ကိုလည်းဝင်ပြီးဆက်စုလိုက်ပါတယ်ဒါကတော့ခြံနောက်ဖက်မှာမြင်ရတဲ့ယာရီနဲ့ရှူခင်းမှာတောင်းကြတော့လူကြီးစကားပြောလို့ပြီးတော့ကျမတို့ကြောက်ပရောင်ပြန်ကြပါတယ်ရှင်မကြီးပင်နေပေါက်နေလိုက်တာများအရေးကောင်းမော်ကတော့နေတိုးလို့တော့မပေါက်ပါဘူးရှင်လှလိုက်တဲ့မကြီးပင်နဲ့နေရှင်စိမ့်ဆိုနေရပဲဘူရဲရွာအပြန်လမ်းမှာကျမတို့ဆယ်လားအင်းလားမသိဘူးဒီလိုမျိုးတစ်ခုတွေ့ခဲ့ရပါတယ်တော်တော်ကြီးပါတယ်ဒီနားမှာမေးစရာလည်းဘယ်သူမှမရှိတော့ဆယ်လားဘာဆယ်လဲတော့ကျမတို့လည်းမသိပါဘူးရှင်ဘူရဲရွာပဲသွားတဲ့လမ်းကတော့ဆယ်ရွာပဲသွားတော့လို့အတက်စင်းသိမ့်မရှိဘဲနဲ့ပြန်ပြီးပါတယ်အပြန်လမ်းမှာတော့တိတ်နေတော်ထူပြီးတော့မိုးအောင်လာပါတယ်အသွားတော့လူမျိုးနေသားပြီးတော့တိတ်ထူတာမဟုတ်ဘဲတင်မိုးအောင်ပြီးတော့တိတ်ထူလာပါတယ်ရှင်အဲ့ဒါတော့ငူးဆက်ချယ်ဒီအပင်လေးပါခဏနေတော့ကျမတို့ကြောက်ပရောင်းဘက်ကိုပြန်ရောက်ပါတော့မယ်ရှင်ဒီလမ်းလေးမှာတွေ့ခဲ့စီရကြီးလေးကျွေးပြားခင်းပြီးတော့အုံနဲ့ဆိုတော့လမ်းမှာခရီးတစ်ထောက်ဝင်လာလူတွေတော်တော်အေးမှာအလူရှင်ကတော့ကုသိုလ်ကြီးအများကြီးရမှာပဲရှင်ညာဘက်နဲ့နယ်ဘက်မှာတော့ခရီးတစ်ထောက်ဝင်လာလူရတဲ့အခုလိုမျိုးစရက်လေးတွေအရွယ်စားဆုံးပုံစံလုံးရှိတတ်ပါရဲ့ရှင်ကျောက်ပရောင်းပြန်ရောက်တော့ဗိုက်စာနေပြီဆိုတော့အကျော်နဲ့မူပြားတစ်လက်ဝင်စားလိုက်ပါတယ်အကျော်ကြီးကမြင်လိုက်တာနဲ့စားကျင်စရာလေးအခုလိုမီးဖိုကြီးနဲ့ရှဲကြောနေရပါဒါတော့ကျမတို့မှာထားတဲ့မူပြားတစ်လက်နဲ့အကျော်ပါကျမတို့ရဲ့မူပြားတစ်လက်စကားပိုင်းလေးကတော့အားလုံးအိမ်မဆိုးအကြောင်းနေပါအဲ့ရှင်တော့စားကြလို့မြဲနေကြတနာရတယ်ဒီလားစဉ်းစားပြီးကိုတနာလူ့မှလည်းမကြမ်းရဲ့ဆရာမတွေဆိုတော့အိမ်မက်ထမပြင်ထားမပြင်နိုင်ဘူးလူလာလို့အားမြဲတယ်စီကြောင်စားရုံစောက်စောက်ကြအဲ့ဒါတော့ပါတယ်လို့
ကျမ10ရန်တော့အိတ်ရှင်တောင်မနဲ့အစောကြီးစာထားကြလို့ဆိုပြီးတော့မျက်ရည်ကျတဲ့အကြောင်းပြောပြတော့တခြားအန်တီတွေကလည်းသူတို့လည်းခုချိန်ဒီအိမ်မက်ထဲမှာ10ရန်သိချာတော့တကားမှမအောင်တဲ့အိမ်မက်ထဲမှာစားမွေးရအမြဲကြာနေရတဲ့ကျမတို့မိုးပြတက်လက်စားနေနေခဏနေရောမိုးပွားလေးကြာပြီးတော့တက်တိုင်ထွက်လာတာတော့အမှတ်တရပါပဲရှင်အဲ့ဒါနဲ့ကျမတို့တဲတဲ့အိမ်ပြန်ရောက်တော့မိဘူးတိုင်မိုးလုံးနေတော့မှမိုးလေးရစပြီးတော့ညိုလာပြီးဆိုတော့မိပြတ်သွားပါတယ်မိုးရလာပြီးဆိုတော့ငှက်လေးလည်းသူတို့အရေးအောက်ကိုပြေးကြပြီပေါ့နော်အညာမှာမိုးအေးအေးနဲ့နေကြရတဲ့အရာတော်တော့ဘလို့မှမေးလို့မရပါဘူးရှင်လှုပ်ရှားလုံးမရှိဘူးဆိုတော့မိုးရတာကိုပဲထိုင်ကြည့်နေလိုက်ပါတယ်မိုးရသည်ကကျမအကျိတ်ဆုံးရသည်ပါကျောင်းနေစာဖွင့်နေရသည်မို့လို့ငယ်ဘွားရဲ့မတရားကြီးလည်းအများကြီးရှိခဲ့ပါတယ်ရှင်ကျမကတော့မိုးရတာကြီးကိုနေရအထိုင်ကျသွားပြီဆိုပေမဲ့ခုချိန်ကြီးနေရအထိုင်မကျသေးတဲ့ဆရာသမားတယောက်ရှိပါတယ်ပုံမှန်တော့မှမိုးရသည်ဆိုရင်ဘယ်နေရာရောက်ပျော်တာဆိုတော့အခုလိုမျိုးအညာရောက်နေတဲ့အချိန်မှာတက်တိုင်နဲ့တွေ့ကြရတဲ့အပြင်ညို့မိုင်းမြေမိုးနေလေးကိုပါကြုံခဲ့ရဆိုတော့ကျမအတွက်ကတော့လုံးဝမေ့မရနိုင်တဲ့နေ့ပါပဲရှင်ဒီ blog လေးကိုတော့အညာမိုးလေးနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်ကျမရဲ့ခီးသွွား blog လေးကြည့်ရကြိုက်တယ်ဆိုလို့ရှိရင်လည်း channel လေးကို subscribe လုပ်ထားပေးပါအောင်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ် blog မှာပြန်တွေ့ကြပါမယ်ရှင်